အားလုံးပဲမင်္ဂလာပါခင်ဗျာတခါတော့ကအဖိုးအိုတယောက်ဟာကြက်ဥရောက်ပါတယ်ကြက်ဥတစ်လုံးကိုဘယ်လောက်လဲလို့အမျိုးသမီးတယောက်ကကြက်ဥတဲ့အဖိုးအိုကိုမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအဖိုးအိုကကြက်ဥတစ်လုံးကို100ပါဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကအဖိုးအိုကိုဒါဆိုရင်ကျမ10လုံးယူမယ်900ပဲထားအဖိုးရဲ့မရရင်မယူတော့ဘူးဆိုပြီးဈေးစစ်တော့အဖိုးအိုကသမီးရဲ့ဈေးဥပေါက်မို့လို့ယူသွားပါသမီးရဲ့နော်ဒီနေ့တစ်လုံးမှမယောင်းရသေးလို့ပါလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကကြက်ဥတွေကိုယူပြီးတော့အောင်ဝဲခံခဲ့ပြီဆိုတဲ့ဟန်ပန်မျိုးနဲ့ကြက်ဥတဲ့အဖိုးအိုအရှိကနေထွက်ခွာလာခဲ့ပါတယ်ပြီးတော့လှပတဲ့ကားတစ်စီးပေါ်ကိုတက်ပြီးတငယ်ချင်းအပေါင်းအသင်းတွေနဲ့တန်ဖိုးကြီးတဲ့စားတော့ဆိုင်မှာသွားစားကြတယ်သူတို့ကြိုက်တာတွေကိုမစားကြတယ်နည်းနည်းသာစားပြီးခြံထားခဲ့တဲ့အစားအစာတွေကအများကြီးပဲငွေရှင်းတော့34,500ကျပါတယ်ဒီလိုနဲ့ဆိုင်ရှင်ကို35,000ပေးပြီးတော့ပိုတာပြန်မအန်းနဲ့ဆိုပြီးခက်ကြွားကြွားလေးထွက်လာခဲ့ကြတယ်ပိုတဲ့ပိုက်ဆံကိုပြန်မအန်းခိုင်းတာကဆိုင်ရှင်အတွက်ဘာမှမထူးကြတဲ့တကယ်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲဒါပေမဲ့ဆင်းရဲတဲ့ကြက်ဥတဲ့အဖိုးအိုအတွက်ကတော့အင်မတန်ကိုမှနာကျင်ကြေကွဲစရာကောင်းပါလေဒီအကြောင်းလေးကိုပြောပြရရင်စိတ်ထဲမှာမေးခွန်းနှစ်ခုပေါ်လာတယ်ပထမမေးခွန်းကတော့ချို့တက်ပြီးငွေတကယ်လိုအပ်နေတဲ့သူတွေစီကနေတခုခုဝယ်တော့မယ်ဆိုရင်ဘာလို့များကျွန်တော်တို့ကအာဏာပြချင်ကြတာလဲနောက်ထပ်မေးခွန်းကတော့ကျွန်တော်တို့စီကနေရက်ရောမှုကိုတကယ်မလိုအပ်တဲ့သူတွေကိုဘာလို့များကျွန်တော်တို့ကစေတနာတွေပို့ပေးချင်ကြတာလဲဒီနှစ်ချက်ပါပဲဟုတ်ကဲ့ပါနားဆင်နေသောမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းမှန်ခဲ့ကြပါဦးနားဆင်နေသောစာပေချစ်သူတဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ